မောင်ရင်တို့နေထိုင်ရာရက်တွေမှာတီလာရှင်တွေယောဂီဝတ်စုံဝတ်ထားတဲ့သူတွေစစ်ပြန်မတန်ဆွမ်းနေရောက်လာပြီးတော့မြန်မာတွေကြားဖြစ်ဖို့လိုပြီးအမျိုးပြောက်မှာစိုးကြောက်စရာနောက်မြိုင်နှန်းဆွေရေးတဲ့ယွန်းစလင်းအမတီခေါ်ညာကြီးငိုဆရာတော်ထေရုပ်ပတ္တိစာအုပ်တွေကလည်းဈေးအတန်သိမ့်တဲ့အိမ်နံရရောက်ထီကိုရောင်းပေးတယ်။များမကြပါဘူးတတိတိနဲ့အဲ့ဓာတွေဝါဒဖြန့်လာလိုက်တာ2004ခုနှစ်လောက်ကစပြီးပဋိပက္ခတွေခက်စစ်စစ်ဖြစ်လာခဲ့။ဝီရသူမွေးစားပြီးတော့အဖမ်းတောင်ပြလိုက်သေးတယ်။အခုဆိုငနဲ့ကတိရိပြန်ချီပွဲတွေပါအောင်ရလို့မဲပုံထဲမှာတိတ်ခါဝါကြီးတော်မူသောထေကြီးဝါကြီးအိမ်တွေနဲ့ဒီလူတက်လို့သေသွားတဲ့လူတွေမနေဘူးဆိုတာမောင်ရင်တို့စိတ်ထဲမှာအမြဲမှတ်ထားဖို့လိုတယ်။အလားတူပဲလူသက်သမားပေးတဲ့ဘွဲ့ကိုယူတဲ့လူမိုက်တွေဟာလည်းလူသက်ကြံရပါတွေပဲဆိုတာတန်ကအတိုင်းဝင်ကသိစေအပ်တယ်။အဲ့ဒီပဋိပက္ခမီးပွားတွေဟာတငွေ့ငွေ့တက်လာပြီးတော့2012မှာအကြီးကျယ်ထချတော့အောင်နောက်2013 2019အကုန်ဒီလူတွေလက်ချက်နဲ့လူတွေသွေးကွဲပြီးတေကြေကြရတယ်။မဘာလာအဖွဲ့ဟာ2012နောက်ပိုင်းမှာတဟုန်ထိုးအားကောင်းလာခဲ့။အဲ့ဒီကာလတွေမှာလမ်းထဲကတရားပွဲတွေအထိအမျိုးဘာသာသာသနာဆိုတာကိုကြွေးကြော်နေခဲ့ကြတာ။ပြန်တွေ့ရင်သိပ်ရှက်ဖို့ကောင်းတယ်။လမ်းထဲမှာလူတွေမျိုးစုံကခုံပြီးတော့ဖုံးရင်းချပေးတဲ့ဆောင်ပုဒ်တွေကိုလိုက်ဆိုနေကြတာ။သွားရင်လဲကိုကြောက်ကိုစားရင်လဲကိုကြောက်ကိုဝယ်ရင်လဲကိုကြောက်ကို